အားလုံးပဲမင်္ဂလာပါအခု definite integral နဲ့ enclosed area calculation ညောင်းပြောပါဒီ example မှာဆိုရင်ဒါ definite integral ကိုတွက်ခိုင်းတာအဲ့တော့ lower limit 0ကနေ upper limit 5/2 ထိဒီ function ကို integrate လုပ်ခိုင်းတယ်ဒါဆိုရင်0 to 5/2 a square minus 2x dx ကျွန်တော်တို့ integral လုပ်လိုက်ရုံပါပဲ a square ဆိုတော့ x cube by 3 minus 2a square by 2 limit ဒီ0 to 5/2 ပေါ့နော်အဲ့တော့ဒီကောင်က2 2ချင်းခြေသွားမယ်အဲ့တော့ 1/3 ပေါ့ x cube minus a square 0 to 5/2 အဲ့တော့သူ့ကိုရှင်းမယ်ဆိုတော့ upper limit ကိုထည့်တော့ 5/2 the whole cube minus 5/2 the whole square ဒုတိယ lower limit ကဘာ x တွေပဲရှိနေတာဆိုတော့ဘာပဲထည့်ထည့်0ဆိုတော့0ပဲရမှာပေါ့နော်အဲ့တော့ဒီကောင်ကိုဆက်ရှင်းမယ်9 လီ25 25 5လီ125 by 33လီနှစ်ခါ3ခါမြောက်တော့ဘယ်လောက်လဲ8အနှုတ်5 လီ25 2လီ4ဒါပဲကြံခဲ့မယ်ပေါ့နော်အဲ့တော့ပြိဟာကိုရှင်းလိုက်မယ်ဆိုရင်ဘယ်လောက်ရလဲဆိုတော့ဟုတ်လားအဲ့တော့အောက်က8ရဲ့3ရဲ့ဆိုတော့24ထားလိုက်ပေါ့နော်8 3လီ24အပေါ်က125အဲ့24ဆို24 6လီ24အပေါ်6နဲ့မြောက်တော့150ဆိုတော့ဘယ်လောက်ရမလဲအနှုတ်25ပိုင်း24ပေါ့နော်အဲ့တော့အနှုတ်1ပိုင်း24 1ဆိုတာမျိုးရတယ်ပေါ့နော်အဲ့တော့ဒီကောင်ကြီးကဟုတ်လားဒီ function ကို definite integral တက်ခိုင်းတော့ upper limit lower limit တွေထည့်ပြီးတွက်လိုက်ရုံပဲเนาะဒါသည်ဒါ definite integral တွက်တဲ့ဟာပေါ့နော်အဲ့တော့ဒီဒုတိယတစ်ပုဒ်ကကြတော့ find the total area enclosed between the graph a square minus 2a ဆိုတော့ဒီကောင်ကိုပဲဘယ်လဲဆိုဒီ function နဲ့ x axis ဝင်ယူချတယ်အဲ့ x ကဘယ်ကနေစ0 to 5/2အဲ့တော့ဒီကောင်ကိုတို့ဟုတ်လားပုံဆွဲကြည့်ကောင်းမှာပေါ့နော်အဲ့တော့ပုံဆွဲကြည့်အောင်အဲ့တော့ပုံဆွဲကြည့်မယ်ဆိုတဲ့အခါကျတော့ဟုတ်လား graph တွေအကြမ်းမြင်ဆွဲကြည့်ရင်ထင်ရှားတဲ့ point တွေစဆွဲရမှာပေါ့နော်ဟုတ်လားဒါသည် f of x ဖြစ်တယ်ဒါသည် x ဖြစ်တယ်ပေါ့နော်အဲ့တော့ f of x က0ဖြစ်တဲ့အချိန်ဆိုရင် x ဝင်ရိုးပေါ်ရှိမှာပေါ့အဲ့ဒါဆိုရင် f of x ကညီမျှခြင်း0ဖြစ်တယ်ဆိုရင်ဟုတ်လားဘာဖြစ်မလဲ f of x ညီမျှခြင်း x square minus 2x 0 x ကိုပုံထုတ်တော့ x minus 2ဟုတ်လားအဲ့တော့ x ညီမျှခြင်း0မှာတစ် point ရှိမယ် x minus 2ညီမျှခြင်း0 x ညီမျှခြင်း2မှာတစ် point ရှိမယ်ဟုတ်လားဒီနားမှာတစ် point ရှိမယ်1 2 3 4ဆိုရင်ဒီက2ဆိုရင်2မှာတစ် point ဖြတ်သွားမယ်ဟုတ်ပြီအဲ့တော့နောက်တစ်မျိုးကတော့x ညီမျှခြင်း0ပေးကြည့်မယ်ပေါ့နော် x ညီမျှခြင်း0ပေးကြည့်လိုက်တော့ f of x ညီမျှခြင်း x square minus 2x ဆိုတော့ဟုတ်လား f of 0ဒီဘာဖြစ်မလဲ0ပဲရမယ်ပေါ့နော်အဲ့တော့ဒီနား point မှာပဲရှိမှာပေါ့ဟုတ်လားအဲ့တော့ကျတော့တို့ graph ဒီနားမှာ0ပြီးရင်1ဟုတ်လား2နဲ့ရှိတော့1ထည့်ကြည့်အောင် x ညီမျှခြင်း1ကိုထည့်တော့ f of 1 အနှုတ် 2x ဆိုတော့1 minus 2အဲ့တော့ minus 1အဲ့ဒါ minus 1ဆိုရင်ဒီနားမှာတစ် point ရှိမယ်ပေါ့နော်အဲ့တော့ဒီ graph ဒီလိုပုံစံဖြစ်မယ်ပေါ့နော်ဖြစ်တော့သူကဒီမှာဆိုရင်0 to integration လောက်ခိုင်းတာ range က0ကနေ 5/2 5/2ဆိုတော့ 2.5 ပေါ့နော်ဒီနားလေးပေါ့ဒါဒီ 5/2 အဲ့တော့ဒီလိုမျိုး
တော့ဒီဘက်ချမ်းပေါ့ဒီဘက်ချမ်းရှိမယ်နော်အဲ့တော့ဒီဟာတစ်ချမ်းရှိမယ်နှစ်ချမ်းရှိနေတယ်အဲ့တော့ဒီ total area enclosed ဆိုတော့ကြတော့ဒီဘက်ချမ်းကဘာဖြစ်မလဲ area သည် A1 ပေါ့နော် A1 လို့ရှိမယ်ဒီဘက်က area သည် A2 လို့ရှိမယ်နော် A2 လို့ရှိမယ်အဲ့တော့ A1 ရဲ့ area ကိုတွက်မယ်ဆိုတော့ဘယ်လိုတွက်မလဲ integral a square minus 2x dx ကို0ကနေဘယ်လောက်ထိရှိမလဲ2ထိတစ်ပိုင်းရှိမယ်ဟုတ်လား0ကနေ2ထိတစ်ပိုင်းရှိမယ်နော်ဒီ0ကနေ2ထိတစ်ပိုင်း2ဆိုတာက0ကိုဖြတ်သွားတဲ့နာပေါ့နော်အဲ့ဒါတစ်ပိုင်းရှိမယ်အဲ့ဒါတစ်ပိုင်းရှိတဲ့အခါကျတော့လာသူ့ကို integration လုပ်လိုက်တော့ x cube by 3 အနှုတ် 2a square by 2 2ချင်းခြေလိုက်တော့ x လာခြေမယ်ပြီးရင်သူ့ limit ကဘယ်လောက်လဲ0 to 2အဲ့တော့သူက a1 ရဲ့တန်ဖိုးကဘယ်လောက်ရမလဲဆိုတော့က x cube by 3ဆိုတော့ a by 3 minus 4ပေါ့နော်အဲ့ဒါရဲ့အနှုတ်0ရဲ့ဖြစ်မှာပေါ့အဲ့တော့3ကိုပုံထုတ်လိုက်မယ်ဆိုရင်8 minus 3 4 12ပေါ့နော်အဲ့တော့ဘယ်လောက်ရမလဲဆိုတော့အနှုတ်4 by 3ပေါ့နော်ဟုတ်လားအနှုတ်4 by 3ဆိုတာဘာဖြစ်လို့ဖြစ်နေတာလဲဆိုအနှုတ်ကြီးဘာလို့ပါနေတာလဲဆိုတော့ x ဝင်ရိုးရဲ့အောက်ဘက်မှာကြာနေလို့နော် x ဝင်ရိုးရဲ့အောက်ဘက်မှာကြာနေလို့အနှုတ်ပါတာဟုတ်လားသူ့ရဲ့တကယ် area ဒီ modulus ယူလိုက်ပေါ့နော်ဟုတ်လားအဲ့ဒါဆိုရင်4 by 3 square unit ဖြစ်မှာပေါ့ဟုတ်လား square unit ဖြစ်မှာပေါ့နော်ဒါဒီ area A1 တွက်တာပေါ့နော်ဟုတ်လားနောက်ထပ် A2 ဒီဘက်က A2 လေးဒီ A2 ကကြတော့ဘယ်ကနေစမလဲဆိုတော့ lower limit 2ကနေ5 by 2ထိစနော်အဲ့တော့ function ကတော့ a square minus 2x dx ပဲသူ့ integration လုပ်လိုက်တော့ x cube by 3 minus 2a square by 2 to 5 by 2ပေါ့နော်ဟုတ်လားအဲ့ဒီဟာလေးရှိမယ်အဲ့တော့သူ့ရဲ့ limit တွေကိုထည့်လိုက်တော့ကြတော့ဘယ်လောက်ရမလဲဆိုတော့ဟုတ်လား1 by 3ကိုရှေ့ထားလိုက်5 3တက်က1 2 5ရှေ့အနှုတ် a square ဆိုတော့ဟုတ်လား5 5လေး25အောက်က25ပဲရှိမယ်ပေါ့နော်ဟုတ်လားအဲ့ဒါတစ်ခုနော်အဲ့ဒါကတစ်ခုနောက်တစ်ခုကဘာဖြစ်မလဲ2ကိုထည့်တော့8 by 3အနှုတ်4ကတစ်ခုပေါ့နော်ဟုတ်လားသူ့ကိုရှင်းလိုက်ရင်ဘယ်လောက်ရမလဲဆိုတော့အခါကျတော့7 by 24လို့ရမယ်ပေါ့နော်7 by 24 square unit ပေါ့နော်အဲ့တော့ unit square ဒါမျိုးရမယ်ဒါသည် A2 ဒါသည် A1 ပေါ့နော်အဲ့တော့ total area ကိုမေးတယ်ဆိုရင်ကြတော့ဟုတ်လား total area သည် A1 အပေါင်း A2 ဖြစ်မှာပေါ့ဟုတ်လား A1 သည်ဟုတ်လားတကယ် area သည်4 by 3အပေါင်း A2 သည်ဘယ်လောက်လဲ7 by 24ပေါ့နော်အဲ့တော့သူတို့ကိုရှင်းလိုက်တယ်ဆိုရင်ဘယ်လောက်ရမလဲဆိုတော့30 by ဟုတ်လား8လို့ရတယ်အဲ့တော့ကျတော့1 5 by 8 unit square လို့ရတယ်ပေါ့နော်အဲ့တော့ဒီနားမှာဟုတ်လား area total area တွက်တာဒီ A1 ပေါင်း A2 နဲ့တွက်တယ်ဟုတ်လား A2 ကဒီမှာ A1 ကဒီမှာပေါ့နော်အဲ့လိုတွက်တယ်အဲ့တော့ဒါရောနေမှာဆိုလို့အဲ့တော့ဒီမှာ definite integral နဲ့ enclosed area calculation မှာဘာကိုပရိထားရမလဲဆိုတော့ဟုတ်လား definite integral တွေတွက်ခဲ့တော့ကြတော့သူဒီ area တွေမကြည့်ခဲ့ဘူးပေါ့နော်ဟုတ်လားအောက်ဘက်မှာရှိတာအပေါ်ဘက်မှာရှိတာမကြည့်ခဲ့ဘူးအဲ့တော့သူရဲ့ upper limit တွေ lower limit တွေထည့်လိုက်တော့ဒီလိုအနှုတ်ကိန်းနဲ့ရတယ်ပေါ့နော်
ဒါဒီသူ့ရဲ့ definite integral ကိုကြည့်ခဲ့တာဟုတ်လား area ကိုလည်းတွက်ရော x1 ရဲ့အောက်မှာရှိတဲ့ကောင်ကအနှုတ်နဲ့ထွက်တယ်ဒါပေမဲ့သူ့ရဲ့ absolute တန်ဖိုးပေါ့နော် absolute တန်ဖိုးဒီအပေါင်းပဲယူရမယ်ပေါ့နော်ဟုတ်လားဒီဘက်ကအပေါ်ချမ်းကတော့အပေါင်းပဲထွက်တယ်ပေါ့နော်အဲ့တော့ဒီနှစ်ခုကိုပေါင်းပြီးတော့ပေးရတယ်အဲ့ဒါမျိုးလေးကိုကွဲကွဲပြားပြားသိဖို့လိုပါတယ်